Hello အားလုံးမင်္ဂလာပါအခုဘယ်ရောက်နေလဲဆိုတော့ဒီမှာတော့အထူထပ်ကြီးဖြစ်တဲ့နေရာတော့သူကကြီးဖြစ်တဲ့နေရာတစ်ပင်ဆိုဒီမှာဖတ်လို့မရတဲ့နေရာလေးပေါ့နော်အဲ့တော့ဘယ်နေရာလဲဆိုတော့ဒါမဟာဝုံတော့ဖြစ်ပါတယ်မဟာဝုံတော့အဲကြောင့်မဟာဝုံတော့ရောက်ရှိနေတယ်ဒီမဟာဝုံတော့ကမြတ်စွာဘုရားကဒီမဟာဝုံတော်ထဲမှာနတ်ချစ်ကထားလို့တင်စားတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေနတ်ချစ်ကထားလို့တင်စားထားတဲ့မဟာတမယတုတ်ကြီးကိုယူဖတ်ပူဆော်ခဲ့တဲ့နေရာပေါ့ဝေါအချင်းမှာမြောက်တယ်တာမြောက်တယ်အများကြီးပဲအဲ့တော့အခုတော်ထဲရောက်နေတယ်မှာတစ်ပင်ဆိုတဲ့တစ်ပင်အကြီးပဲဟောနော်တစ်ပင်ဆိုအကြီးပဲကျဲတဲ့ခါကျတော့မှာတစ်ပင်ဆိုလဲနဲတာမဟုတ်နဲတဲ့ကြီးကျဲမဟုတ်ဘူးဟာမှာတော့ဟောနော်ဒီတော့လေတကက်ရောကြီးကျဲတဲ့တော့ဒီပါမြတ်စွာဘုရားဒီနေရာကိုဗာလဲမဟာတမယတုတ်ခုနှစ်တုတ်ကိုယူဖတ်ခဲ့ပြီးတော့မြတ်စွာဘုရားအဲ့ဒီမဟာတမယတုတ်ခုနှစ်တုတ်ကြောင့်ကောလိယတတိရဲ့တာကိယရဲ့ဆိုပြီးတော့သူတို့နှစ်ဖွဲ့ကယဟန္တာ900ဖြစ်သွားတယ်နော်တစ်ဖွဲ့950ပေါ့နော်နှစ်ဖွဲ့ကို900မျိုးနဲ့နှစ်ခုကြောင့်ဒီမှာယဟန္တာ900ဖြစ်သွားတဲ့နေရာဒေသဖြစ်တယ်ပေါ့နော်ဟိုမှာတော့တော်တော်လေးကိုကောင်းတယ်တော့ကောင်းတယ်မြတ်စွာဘုရားရှင်လက်ထက်ပြန်ရောက်သွားသလိုပဲမှာတစ်ပင်ဆိုကြီးနေတာမဟုတ်ဟုတ်တော့ကြီးတစ်ပင်ဆိုမြဲပဲရန်ကောင်းတယ်မှာ